သင်ဘွားမှာဒီလိုတငယ်ချင်း9ဦးသာရှိခဲ့ရင်ဝေဝေးကသာရှောင်နေပါဘယ်လိုတငယ်ချင်းမျိုးလဲဆိုတော့နံပါတ်1သင်ကိုအမြဲတမ်းအပြည့်တင်တတ်တဲ့သူပါနံပါတ်2ကတော့မကောင်းတဲ့ဘက်ကိုအမြဲလိုဆွဲခေါ်တဲ့တငယ်ချင်းပါနံပါတ်3ကတော့ယုံကြည်လို့မရတဲ့တငယ်ချင်းပါဥပမာအနေနဲ့ကိုမသိစေခြင်းတဲ့အကြောင်းအရာကိုပြောထားပေမဲ့လေသူကလိုက်ပြောနေတာမျိုးပေါ့နံပါတ်4အနေနဲ့ကတော့ကိုယ့်ကိုအသုံးချတတ်တဲ့တငယ်ချင်းပါကိုယ့်လိုအပ်တဲ့ချိန်မှာလာပေါင်းပြီးမလိုတဲ့ချိန်ကျရင်စွန့်ခွာတတ်သူမျိုးပေါ့နံပါတ်5အနေနဲ့ကတော့တငယ်ချင်းဆိုပေမဲ့လေအမြဲလိုအညှိုးထားတတ်တဲ့သူမျိုးပေါ့အမြဲလိုကိုယ့်ကိုလိုက်ပြိုင်တတ်တဲ့သူမျိုးကိုလည်းမပေါင်းသင့်ပါဘူးအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ